ဒီဗီဒီယိုလေးမှာတော့ကလေးလေးတွေတချို့ဘာကြောင့်လိန်ညာပြောတတ်ကြသလဲဆိုတဲ့အကြောင်းလေးပြောပြပါမယ်။ကလေးလေးတွေလိန်ညာပြောရခြင်းကအကြောင်းရင်းမျိုးမျိုးရှိတတ်ပါတယ်။အထူးသဖြင့်ကလေးငယ်လေးတွေပေါ့နော်။နံပါတ်1ကအပြစ်ပေးခံရမှာကိုကြောက်လို့လိန်ညာတတ်ပါတယ်။ဥပမာနေရံမှာပုံနေဆွဲပြီးတော့မိဘအဆူမှာဆိုလို့သမီးမဆွဲဘူးလို့ညင်းတာမျိုးပေါ့နော်။အဲ့လိုမျိုးမဖြစ်အောင်ရိုးရိုးသားသားမမှန်ကန်ပြောရင်ပိုကောင်းတယ်။မှားတာထက်နော်အမားလုပ်လိုက်တာထက်အမှန်အတိုင်းဝန်ခံတာပိုအရေးကြီးတယ်လို့ကလေးကိုပြောပြရပါမယ်။နောက်တစ်ခုကကလေးလေးတွေကသူတို့စိတ်ကူးထဲမှာဖြစ်ချင်နေတာကိုတကယ်ဖြစ်နေပြီလို့ထင်လို့လည်းလိန်ညာတယ်လို့ဖြစ်တတ်ပါတယ်။မူကြိုအရွယ်ကလေးလေးတွေကစိတ်ကူးရင်တတ်ပါတယ်။တကယ်အဖြစ်အပျက်နဲ့စိတ်ကူးကိုမခွဲတတ်သေးပါဘူး။ဥပမာဒါကစူပါဟီးရိုးလို့ပြန်နိုင်တယ်လို့ပြောတာမျိုးပေါ့နော်။စိတ်ကူးရင်တာကိုအားပေးပေမဲ့အမှန်တကယ်နဲ့ဘယ်လိုကွာလဲဆိုတာတော့ညင်ညင်သာသာလေးနဲ့သိအောင်ပြောပြရပါမယ်။နောက်တစ်ခုကကြတော့ကလေးလေးတွေလိန်ညာတဲ့အခါမှာလူကြီးတွေကိုကျင့်တတ်အောင်လုပ်ချင်လို့လည်းလိန်ညာတတ်ပါတယ်။ဥပမာတားရဲ့အယုတ်တွေတင်ထားပြီးပြီလားဆိုရင်မသိရသေးပဲနဲ့တင်ပြီးပြီလို့ပြောတာမျိုးပေါ့နော်။အဲ့ဒါမျိုးမဖြစ်ဖို့အတွက်ကလေးကိုအမှန်တိုင်းပြောတာပိုကောင်းတယ်ဆိုတော့ပြောပြပြီးတော့အမှန်တိုင်းပြောတဲ့အခါမှာထီကျူပေးရပါမယ်။နောက်တစ်ခုကတော့ချထားတဲ့စီမင်းစည်းကမ်းတွေကိုစမ်းသပ်ကြည့်ခြင်းလို့လည်းလိန်ညာတတ်ပါတယ်။လိန်ပြောရင်ဘာဖြစ်မလဲဆိုတာကိုသိချင်လို့စမ်းကြည့်တာမျိုးပေါ့နော်။အဲ့ဒါကြောင့်လူကြီးမိဘများအနေနဲ့စည်းကမ်းတွေကိုတသမတ်ထဲထားဖို့လိုအပ်ပါတယ်။ကလေးကိုလည်းရိုးသားဖို့ဘာကြောင့်အရေးကြီးသလဲဆိုတာကိုရှင်းပြပေးရပါမယ်။နောက်တစ်ခုကတော့သူတို့ကအမှန်တရားနဲ့လိန်ညာခြင်းဆိုတာကိုတည်တည်ချာချာမကွဲပြားသေးတဲ့အရွယ်လည်းဖြစ်နေပါသေးတယ်။လိန်နာကဘယ်လောက်ထိမကောင်းလဲဆိုတာကိုလည်းသူတို့မသိကြသေးပါဘူး။အဲဒါကြောင့်မို့လို့ကလေးတွေရိုးသားဖို့နဲ့မလိန်ညာဖို့ကဘာကြောင့်အရေးကြီးသလဲဆိုတာကိုရိုးရိုးရှင်းရှင်းနဲ့ရှင်းပြပေးရပါမယ်။နောက်တစ်ခုကတော့ဒီလိန်ညာခြင်းဆိုတဲ့အရာကိုသူ့အနီးနားလူကြီးမိဘတွေနဲ့တခြားကလေးတွေစီကနေအတူခိုးတာလည်းဖြစ်တတ်ပါတယ်။အဲဒါကြောင့်သူ့အနီးနားလူတွေကရိုးရိုးသားသားပြောဆိုပြုမှုဖို့လိုပါတယ်။အကျင့်ဆိုးတဲ့သူတွေရှိရင်ကလေးနဲ့တိတ်မနီးစပ်ဖို့အတွက်ကြည့်ပေးရပါမယ်။ကလေးကြရင်ကြတော့ကလေးလေးတွေကလိန်နာရည်လို့မဟုတ်ပဲနဲ့လူကြီးမိဘလမ်းကြောင်းပေးတဲ့အပေါ်မှာခေါင်းငိမ့်မိတာပေါ့နော်သူတို့အနေနဲ့အပြည့်အဝနားမလည်သေးလို့လည်းပါတယ်ဆိုတော့ဘလို့အခြေအနေမျိုးမှာအဲ့လိုဖြစ်တတ်တယ်လဲဆိုလို့ရှိရင်ဥပမာကလေးလေးอ่ะပေါ့နော်ထားပါတော့နှစ်ဖူးလေးหนีလာတယ်ဆိုပါတော့အကြောင်းနေမှာပေါ့နော်တကယ်ကကြတော့သူကသူ့တငယ်ချင်းနဲ့အတူတူကစားရင်းနဲ့မတော်တဆတိုက်မိပြီးတော့หนีသွားတယ်လို့ပဲဆိုကြပါစို့အဲ့လိုလေးဖြစ်တတ်တာပေါ့နော်ဒါပေမဲ့လူကြီးမိဘစိုးရိမ်တဲ့အခါကျတော့ဒါကနော်သားလေးကိုတငယ်ချင်းကလှုပ်တာလားပေါ့နော်သမီးလေးကိုတငယ်ချင်းကလှုပ်တာလားဆိုလို့ရှိရင်ကလေးကကြတော့တစ်ခါကျရင်စကားကိုအပြည့်အဝနားမလည်သေးရလဲပါတယ်သူပျော်ပျော်ရွှင်ရွှင်ကစားခဲ့တော့ကြတော့နာနေမှမသိဘူးဒါပေမဲ့အိမ်လဲရောက်ရောလူကြီးမိဘအလန့်တကြားနဲ့မေးတဲ့အခါမှာပေါ့နော်ရောရောင်ပြီးခေါင်းငိမ့်လိုက်တာမျိုးတွေရှိတတ်တယ်အဲ့ဒါမျိုးကြောင့်လေလိန်နာရည်လို့တော့မဟုတ်ဘူးပေါ့နော်လူကြီးမိဘကဥဆောင်ပြီးတော့မေးတဲ့မေးခွန်းအပေါ်မှာခေါင်းငိမ့်မိတာမျိုးကြောင့်လိန်တယ်လို့ဖြစ်သွားတာမျိုးပေါ့နော်နောက်ဆုံးအချက်ကတော့ကလေးကအာယုံစိုက်ခံခြင်းလည်းလိန်တတ်ပါတယ်တချို့ကလေးလေးတွေကသူတို့ကိုလူကြီးမိဘပို့ဂရုစိုက်အောင်ဇလန်းနေဖန်တီးပြောတတ်ပါတယ်ဒါကြောင့်ကလေးကကောင်းတဲ့အပြုအမူအပြောအဆိုတွေလုပ်နေတဲ့အချိန်မှာအမှန်ကန်ပုံမှန်ပြောဆိုနေတဲ့အချိန်မှာကလေးကိုအာယုံစိုက်ပေးရပါမယ်ကလေးလိမ်မာတာလေးတွေကိုကြည့်ပြီးတော့ချီးကျူးပေးရပါမယ်ကလေးကိုကောင်းတဲ့အချိန်လေးတွေမှာဂရုစိုက်ပြီးတော့မြင်ပေးတဲ့အခါမှာကလေးကမကောင်းတာလုပ်ပြီးတော့မှလူကြီးမိဘရဲ့အာယုံရအောင်လုပ်စရာမလိုတော့ဘူးပေါ့နော်